ဘလိုချေနေမျိုးမှာပရီးမီးယားလိဂ်ကလပ်အသင်းဆက်တစ်ခုထိလာမဲ့ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ရရှိမလဲ2024-2025ပရီးမီးယားလိဂ်ဘောလုံးရာသီမကြာမီပြီးဆုံးပါတော့မယ်အခုဘောလုံးရာသီမှာတော့ဥရောပပြိုင်ပွဲဝင်ခွင့်ရှင်ပြိုင်မှုတွေကအတော်လေးကျိတ်အနေရှိပြီးစိတ်ဝင်စားစရာကောင်းနေပါတယ်လက်ကျန်ပွဲစဉ်အနေငယ်တာကစားရဖို့ကြံရှိနေတယ်ဆိုပေမဲ့ကလပ်အသင်းများစုကတော့လာမယ့်ရာသီဥရောပအဆင့်ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့အတွက်အပြိုင်ဆိုင်စူးစမ်းနေကြဆဲဖြစ်ပါတယ်လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးစရာရည်တည်မှုအရအဆင့်၄မှအဆင့်7အထိ10မှတ်တာကွာဟလို့ချန်ပီယံလိဂ်ယူရိုပါလိဂ်ကွန်ဖရင့်လိဂ်ဝင်ခွင့်ရရှိရေးကြိုးပမ်းမှုတွေကအတော်လေးကြီးလို့ကောင်းမဲ့အခြေအနေဖြစ်လာပါတယ်အခုလက်ရှိအမှတ်ပေးစရာရည်တည်မှုအရအဆင့်3နေရာမှာရှိနေတဲ့ Nottingham Forest က1980ပြည့်နှစ်လွန်ကာလတွေနောက်ပိုင်းပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတော်လေးနီးစပ်နေပါတယ်သူတို့တွေရဲ့တိုးတက်လာမှုကအခုဘောလုံးရာသီအံ့အားသင့်စရာအကောင်းဆုံးကိစ္စတွေအနက်တစ်ခုဖြစ်လာခဲ့ပါတယ်အလားတူဖုံးမောက်ကလည်းအသင်းသမိုင်းတာရှောက်ပထမဆုံးအကြိမ်ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့အခြေအနေကောင်းနေပြန်ပါတယ်ဒါအပြင် Brighton လည်းရှိနေပါသေးတယ်သူတို့ဆိုရင်အသင်းသမိုင်းတာရှောက်ချန်ပီယံလိဂ်ပြိုင်ပွဲစီပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့တောင်အခွင့်အရေးနည်းငယ်ရှိနေပါသေးတယ်73ရာသီဆက်တိုက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့ Man City တို့လက်ကျန်ပွဲစဉ်တွေမှာခြေချော်ခဲ့မယ်ဆိုရင်ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးနဲ့လွဲချော်မဲ့အနေအကိုရင်ဆိုင်သွားရနိုင်ပါတယ်လက်ရှိအမှတ်ပေးစရာရည်တည်မှုအရထိပ်ဆုံးရေးတင်စရင်ဝင်အသင်းတွေကတော့လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တေချာတလောက်ဖြစ်နေပါတယ်ဒါပေမဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက်နောက်ထပ်နေရာတွေရှိလာနိုင်သေးလို့အခြေအနေတွေအပြောင်းလဲရှိလာနိုင်ပါတယ်အခုရာသီဥရောပအဆင့်ပြိုင်ပွဲဝင်ကလပ်အသင်းတွေရဲ့စွမ်းဆောင်ရည်ညွှန်းကိန်းတွေအရ UEFA ကပရီးမီးယားလိဂ်အတွက်ချန်ပီယံလိဂ်ဝင်ခွင့်တနေရာထပ်ဆောင်ပေးအပ်လိုက်မယ်ဆိုရင်အမှတ်ပေးစရာအဆင့်9နေရာနဲ့ရာသီသိမ်းနိုင်တဲ့ကလပ်အသင်းကလည်း2025-2026ဘောလုံးရာသီချအမ်ပီယံလိဂ်ပြိုင်ပွဲကိုဆင်နွှဲခွင့်ရရှိသွားနိုင်ပါတယ်ဒါကပြိုင်ပွဲဝင်ကလပ်အသင်း36ခုအထိတိုးမြင့်ထားတဲ့ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံတစ်အရဖြစ်တည်လာခဲ့တာပါဥရောပတုညအင်ခွင့်အတွက်ဘလို့သတ်မှတ်ပေးနိုင်မလဲဆိုတော့ပုံမှန်တိုင်းပရီးမီးယားလိဂ်အမှတ်ပေးစရာထိပ်ဆုံးရေးနေရာမှာရှိနေတဲ့ကလပ်အသင်းလေးခုကချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပြီးအမှတ်ပေးစရာအဆင့်9နေရာမှာရှိနေတဲ့ကလပ်အသင်းကလည်း UEFA ရဲ့ထပ်တိုးနေရာပေးခြင်းမပေးခြင်းအပေါ်မူတည်ပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိလာနိုင်ပါတယ်ဒီအတိုင်းသာဖြစ်လာမယ်ဆိုရင်အမှတ်ပေးစရာအဆင့်6နေရာရှိကလပ်အသင်းနဲ့ FA ဖလားချန်ပီယံတို့ကယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိပါလိမ့်မယ်ပူပူနွေးနွေးကာယာဘောင်းဖလားချန်ပီယံနယူကာဆယ်ကသူတို့ရဲ့အောင်ပွဲကြောင့်2025-2026ဘောလုံးရာသီကွန်ဖရင့်လိဂ်ခြေစစ်ပွဲဝင်ခွင့်ရရှိထားပါတယ်ဒါပေမဲ့နယူကာဆယ်ရဲ့အမှတ်ပေးစရာရည်တည်မှုအရချန်ပီယံလိဂ်သို့မဟုတ်ယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင်သူတို့ရဲ့ကွန်ဖရင့်လိဂ်ခြေစစ်ပွဲဝင်ခွင့်နေရာကအမှတ်ပေးစရာရည်တည်မှုအမြင့်ဆုံးနောက်ထပ်ကလပ်အသင်းတစ်ခုစီရောက်ရှိသွားပါလိမ့်မယ်ဒါအပြင်ပရီးမီးယားလိဂ်ကလပ်အသင်း9ခုအထိချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်မဲ့အခြေအနေတရက်လည်းရှိနေပါသေးတယ်ပရီးမီးယားလိဂ်အမှတ်ပေးစရာထိပ်ဆုံး9နေရာရှိကလပ်အသင်း9ခုကလက်ရည်တည်မှုအရချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဒီစရင်ပြင်ပမှာရှိနေတဲ့ကလပ်အသင်းကအခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာပိုဆွဲမယ်ပြီးတော့မန်ချက်စတာယူနိုက်တက်သို့မဟုတ်ရော့တင်ဟန်တို့သာယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး9သင်းစရင်မှာမပါဝင်လာဘူးဆိုရင်ပရီးမီးယားလိဂ်ကလပ်အသင်း9ခုအထိချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားနိုင်ပါလိမ့်မယ်အဲ့ဒါဆိုရင်ပရီးမီးယားလိဂ်ကလပ်အသင်း9ခုကချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးယူရိုပါလိဂ်မှာကလပ်အသင်း2ခုကွန်ဖရင့်လိဂ်မှာကလပ်အသင်း1ခုရှိလာနိုင်ပါတယ်တကယ့်ကိုရှားပါးလုံးတဲ့အခြေအနေတရက်မှာဆိုရင်အင်္ဂလန်ခြေစိုက်ကလပ်အသင်း10ခုအထိလာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ရရှိသွားနိုင်ပါခွင့်ရရှိသွားနိုင်ပါတယ်ဒီအခြေအနေကတော့လီဗာပူးအာဆင်နယ် Nottingham Forest နယူကာဆယ် Man City ကပရီးမီးယားလိဂ်အမှတ်ပေးစရာထိပ်ဆုံး9နေရာမှာရှိနေမယ်အက်စတွန်ဗီလာကအမှတ်ပေးစရာအဆင့်6မှတဝအတွင်းရပ်တည်ပြီးအခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာပိုဆွဲမယ်မန်ချက်စတာယူနိုက်တက်သို့မဟုတ်တော့တင်ဟန်ကအမှတ်ပေးစရာအဆင့်6မှ10အတွင်းရှိနေမယ်ယူရိုပါလိဂ်ဆုဖလားရရှိပြီးလိဂ်နောက်ပြီးအခြားကလပ်အသင်းတစ်ခုက FA ဖလားပိုဆွဲပြီးအမှတ်ပေးစရာအဆင့်6မှ10အတွင်းရှိနေမယ်နောက်ထပ်ကလပ်အသင်းတစ်ခုကအမှတ်ပေးစရာအဆင့်6မှ10အတွင်းရှိနေပြီးယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ်ချက်စီကလည်းယူရိုပါကွန်ဖရင့်လိဂ်ပိုဆွဲပြီးအမှတ်ပေးစရာအဆင့်6မှတဝအတွင်းရပ်တည်မယ်ဆိုရင်ပရီးမီးယားလိဂ်ကလပ်အသင်းများစုလာမယ့်ရာသီဥရောပပြိုင်ပွဲအရက်စီဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားပါလိမ့်မယ်ဒီအခြေအနေကဖြစ်နိုင်ခြေနေပါပေမဲ့ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ဘယ်လောက်ခက်ခဲတယ်လဲဆိုတာအရှုပ်ထွေးတွေနဲ့အတူအပြောင်းလဲရှိလာနိုင်တယ်ဆိုတာကိုပြသနေပါတယ်ဒါကြောင့်အချိန်ကာလအနည်းငယ်သာကြန့်ရှိတော့တဲ့2024-2025ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲမှာဥရောပပြိုင်ပွဲဝင်ခွင့်ရရှိရေးကြိုးပမ်းမှုတွေကယခင်ထက်ပိုပြီးပြင်းထန်လာနိုင်ပါတယ်အမှတ်ပေးစရာအဆင့်4မှအဆင့်7အထိရမှတ်ကွာဟမှုကျင်းမြောင်းနေလို့လာမယ့်ဘောလုံးရာသီမှာပရီးမီးယားလိဂ်ကလပ်အသင်း10ခုအထိဥရောပအဆင့်ပြိုင်ပွဲတွေမှာမြင်တွေ့ရနိုင်တဲ့အခြေအနေတွေရှိလာနိုင်ပါတယ်ဘရိုက်တန်ဖုံးမောက် Nottingham Forest တို့လိုအသင်းတွေကသမိုင်းတည်ရေးထိုးနိုင်ဖို့ကြိုးစားနေစဉ်ပရီးမီးယားလိဂ်ရဲ့ဥရောပတုညအင်ခွင့်ပြ
အိုင်ဆိုင်မှုကိုယာတီပိတ်ပွဲစဉ်အထိဘောလုံးပရိသတ်တွေမျက်တောင်မခတ်တမ်းစောင့်ကြည့်သွားရပါတော့မယ်။